ရိုနယ်ဒိုလိုကုန်စီရင်ဝင်မှုဒီလိုခြေလမ်းတစ်လက်မဲ့လိုအပ်တော့တယ်မိုးဆာလာဘောလုံးသမားတစ်လျှောက်လုံးမှာရိုနယ်ဒိုပါဝင်ကစားသမား၄ယောက်ပဲလုံနိုင်ခဲ့တဲ့အခက်အခဲဆုံးမော်ဆန်ချိန်ကြီးတစ်ခုကိုချိုးပြတ်ဖို့ဆာလာက10မိနစ်ပဲလိုပါတော့တယ်ဒီစံချိန်သာရသွားရင်တော့ဆာလာကိုရိုနယ်ဒိုလိုဂိုးလို့တမ်းမှတ်လို့ရပြီလားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာဘောလုံးမဒီပွဲမှာမိနစ်90ရှိပါတယ်အဲ့ဒီ10မိနစ်ကနေမိနစ်90အတွင်းမိနစ်တိုင်းမှာဂိုးသွင်းယူနိုင်ခဲ့တဲ့ဆိုတဲ့မှတ်တမ်းကကြားလိုက်ယုံနေတယ်ယူသွချင်းစရာကောင်းလွန်းလာပါပြီအဲဒါဟာရိုးရိုးသွင်းကိုရည်ထွက်များတာနဲ့လုံးဝမတူပါဘူးတိုက်စစ်မှုတယောက်ကဘယ်နှမိနစ်မှာဘောလုံးရမယ်ဘယ်အချိန်မှာအခွင့်အရေးတွေရမယ်ဆိုတာကြိုတင်တွက်ချက်ထားလို့လုံးဝမရပါဘူးအဲဒါကြောင့်ဒီစံချိန်ကိုရဖို့ဆိုတာနှစ်ပေါင်းများစွာခြေစွမ်းတွေတည်ငြိမ်နေရမယ်ကန်တရားတွေပါရမယ်ပြီးတော့အချိန်ကိုက်နေရယူနိုင်စွမ်းတွေအားလုံးတစ်ထပ်တည်းကျနေမှသာဖြစ်နိုင်တဲ့တကယ့်ဂျိုသားစစ်မှတ်တမ်းကြီးပါဘောလုံးသမားတစ်ချောင်းလုံးကမ္ဘာပေါ်မှာဘောလုံးသမားပေါင်းတန်းနဲ့ချီရှိခဲ့တဲ့အထက်ကမှဒီစံချိန်ကိုလုံနိုင်ခဲ့တာလက်ချိုးရည်တွက်လို့ရတဲ့၄ယောက်တည်းပဲရှိပါပြီသူတို့ကဘယ်သူတွေလဲပထမဆုံးကတော့အားလုံးသိတဲ့ဂိုးသွင်းဆက်ကြီးခရစ္စတီယာနိုရိုနယ်ဒိုပါဒုတိယကတော့ပိုလန်စနိုက်ပါရောဘတ်လီဝင်တော်စကီတတိယကအိုရုဂွေသားရဲ့ကြီးလိုဝစ်ဆွာရနစ်စတုဒ္ဒကတော့ဘောလုံးလောကရဲ့ချင်းသေးကြီးဇလာတန်အီရာဟီမိုဗစ်တို့ပဲဖြစ်ပါရီဒီနာမည်လေးခုကိုကြည့်လိုက်တော့နဲ့ဒီစင်းထဲကိုဝင်ဖို့ဘလောက်တောင်ခက်ခဲလဲဆိုတာပရိသတ်ကြီးသဘောပေါက်လောက်ပါပြီဒီကစားသမားတွေအားလုံးကသူတို့ရဲ့တပ်ဆိုင်ရာမျိုးဆက်တွေမှာခံစင်မှုတွေကိုအသေးချင်အနိုင်ကျင့်ခဲ့တဲ့အဆုံးစွန်တော်တိုက်စစ်မှုကြီးတွေကြီးပါပြီအခုအဲ့ဒီမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အေယောင်မှတမိုင်းဝင်မှတ်တမ်းကြီးတွေကိုဝင်ရောက်ဖို့အေဂျစ်ပြန်မိုဟာမက်ဆာလာဟာတမိုင်းတစ်ခွေကိုရောက်နေပါပြီဆာလာအတွက်လိုအပ်နေတာတစ်ခုတည်းပါပွဲကစားချိန်6မိနစ်တိတိမှဂိုးတကိုးသွင်းယူနိုင်ဖို့ပါပဲကျန်တဲ့89မိနစ်လုံးမှသူဂိုးတွေသွင်းယူပြီးသွားခဲ့ပါပြီစဉ်းစားကြည့်ပါဗျာပွဲစားလို့10မိနစ်ကျော်သွားတာနဲ့အချိန်တွေ10စက္ကန့်ချင်းကုန်ဆုံးလာတိုင်းဆာလာရဲ့ရင်ထဲမှာဘလောက်တောင်ဖိအားတွေရှိနေမလဲအထူးသဖြင့်ပွဲစား9မိနစ်ဆိုတာပြိုင်ဘက်ခံစစ်ကစားသမားတွေအင်အားပြည့်ရှိနေသေးတဲ့အချိန်အာယုံစူးစိုက်မှုအကောင်းဆုံးဖြစ်နေသေးတဲ့အချိန်မလို့အခွင့်အရေးရဖို့တကယ်ကိုခက်ခဲတဲ့စိန်ခေါ်မှုကြီးပါဒါပေမဲ့ဆာလာသာဒီ9မိနစ်ကာလလေးအတွင်းမှာဂိုးသွင်းလိုက်နိုင်ရင်သူကကမ္ဘာဘောလုံးသမိုင်းမှာဒီစံချိန်ကိုလုံနိုင်တဲ့9ရောက်မြောက်ကစားသမားဖြစ်ထာဝရမော်ကွန်းတင်သွားတော့မှာဖြစ်ပါရီဒါဆိုရင်ပရိသတ်တွေကြားမှာအကြီးကျယ်ချင်းခုန်စရာမေးခွန်းတစ်ခုထွက်လာပါပြီဒီစံချိန်ကိုသာဆာလာလုံနိုင်ခဲ့ရင်သူ့ကိုရိုနယ်ဒိုလိုဂိုးအဖြစ်သတ်မှတ်လို့ရနိုင်ပြီလားဆိုတာပါပဲဒီမေးခွန်းကိုဖြေဖို့ဆိုရင်ကျွန်တော်တို့မျက်လုံးကိုဖွင့်ပြီးအရှိတိုင်းမြင်အောင်ကြည့်ရပါလိမ့်မယ်ဆာလာလီဗာပူးသမိုင်းမှာရောပရီးမီးယားလိသမိုင်းမှာပါပြိုင်ဘက်ကင်းညာတော်ဝင်တိုက်စစ်မှုတယောက်ဆိုတာဘယ်သူမှညင်လို့မရပါဘူးသူ့ရဲ့သွင်းဂိုးတွေဖန်တီးမှုတွေဖြတ်တိုးညံတွေကကမ္ဘာအဆင့်ထိပ်ဆုံးမှာရှိပါရီဒီစံချိန်ကိုသာရလိုက်ရင်သူ့ရဲ့ကနဝင်စင်တန်းကနောက်ထပ်တစ်ဆင့်ကိုခုန်တက်သွားမှသိကြပါပြီသူကဆွာရက်လေဝင်ဒေါစကီဇလာတန်တို့လိုအဆုံးစွန်သောတိုက်စစ်မှုကြီးတွေနဲ့တဒန်းနဲ့ရပ်တည်သွားနိုင်ပါပြီဒါပေမဲ့ဂိုးဆိုတဲ့ခေါင်းစဉ်ကတော့တီးတန့်ကဘာကြီးတစ်ခုပါရိုနယ်ဒိုနဲ့မက်ဆီတို့ဖန်တီးထားတဲ့ဂိုးစင်တန်းဆိုတာလေးတစ်ခုတည်းကလပ်တင်းတစ်ခုတည်းမှာလုံးပြနိုင်ုံနဲ့မရပါဘူးရိုနယ်ဒိုဟာပြီးပြည့်စုံမှုကိုအများအားယူသွတ်စွာစားလောင်နေတဲ့တကယ်စိတ်သက်ပိုင်းဆိုင်ရာဘလူးကြီးပါသူကပရီးမီးယားလိလာလီဂါဆီးရီးရဲ့အစရှိတဲ့ထိပ်တန်းလီကြီးတွေအားလုံးမှာကိုယ်တိုင်သွားရောက်တက်တည်ပြခဲ့တဲ့သူပါရွှေဘောလုံးစု9ကြိမ်ချန်ပီယံလိဖလား9ကြိမ်နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်စားတဲ့ယူသွတ်စရာကောင်းတဲ့အောင်မြင်မှုတွေနဲ့တိစောက်ထားတာပါဆာလာပရီးမီးယားလိရဲ့ဘင်းတစ်ပါးဖြစ်ခဲ့ပေမဲ့ရိုနယ်ဒိုလိုမျိုးဥရောပတစ်တိုင်းလုံးကိုဆယ်စုနှစ်နှစ်ခုနီးပါးရာခိုင်နှုန်းဖြစ်စိုးမိုးထားနိုင်တဲ့ခြေစွမ်းမျိုးတော့မရှိခဲ့ပါဘူးဆာလာရဲ့အောင်မြင်မှုတွေကလီဗာပူးဆိုတဲ့အသင်းရဲ့စနစ်နဲ့ရိုင်ကလော့ရဲ့နေစနစ်တွေအောက်မှာအများကြီးတက်ဝင်ခဲ့တာပါဒါကြောင့်ဆာလာကိုရိုနယ်ဒိုလိုဂိုးလို့တတ်မှတ်ဖို့ဆိုတာကတော့လုံးဝမဖြစ်နိုင်သေးဘူးလို့ပုံမှန်လင်းပြောရပါလိမ့်မယ်ဆာလာကနဝင်တယောက်ဖြစ်ပေမဲ့ဂိုးတယောက်တော့မဟုတ်ပါဘူးဒါပေမဲ့ဘာပဲဖြစ်ပါဆာလာသာဒီ9မိနစ်သွင်းကိုရယူနိုင်ခဲ့ရင်အဲ့ဒီနေ့ကဘောလုံးလောကတစ်ခုလုံးမတက်ရက်ဂုံပြိုးရမယ့်နေ့တစ်နေ့ဖြစ်လာမှာပါမိနစ်တိုင်းမှာဂိုးသွင်းနိုင်မှုဆိုတာဘောလုံးကိုယူသွတ်စွာချင်းမြတ်နိုးပြီးကွင်းထဲမှာစက္ကန့်မလက်အာရုံစိုက်နေတဲ့ကစားသမားမျိုးတွေမှသာလုံနိုင်တာပါဆာလာရဲ့ဒီစွမ်းဆောင်ရည်ကိုကျွန်တော်တို့မြန်မာထင်နေမြင်တွေ့ခွင့်ရဖို့ဆိုတာပရိသတ်တွေအတွက်တော့တကယ်ကိုရင်ခုန်စရာအကောင်းဆုံးခိုက်တန်းတစ်ခုပဲဖြစ်ပါရီကဲအီဂျစ်ဘီယင်ကြီးရဲ့9မိနစ်မြောက်သွင်းဂိုးကိုဘယ်ပွဲမှာများမြင်တွေ့ရမလဲဆိုတော့စိတ်လှုပ်ရှားစွာနဲ့ဆက်လက်ဆောင်ကြည့်ကြရအောင်ဗျာခင်ဗျားတို့ကရောတကယ်လို့ဒီစံချိန်ကိုသာတင်လိုက်နိုင်ရင်ဆာလာကိုဂုတ်တွေနဲ့တဒန်းနဲ့ထားလို့ရပြီလို့ထင်ကြလားပြောပြသွားခဲ့ကြပါဦးအဆုံးနေကြည့်ပြီးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ